ဝန်ဘလွေကမိချစ်ဆန်ကိုထုတ်ပြီးတကားရှိမှချထားတဲ့ဒိုင်းနမိုက်တွေကိုမီးရှို့လိုက်တယ်ပြီးတော့သူကအနီးနားမှာပုံပြီးစောင့်နေတယ်ဒါပေမဲ့ဒရူပီကအိတ်တလုံးကိုဖောက်လိုက်ရုံနဲ့သူ့ကိုထောင်ချောက်ထဲဆွဲခေါ်နိုင်ခဲ့တယ်တုံးတုံးနဲ့ပေါက်ကွဲတန်ကြောင့်ဝန်ဘလွေမျက်နှာတစ်ခုလုံးမီးခိုးတွေနဲ့ပြောင်းတလင်းခါသွားတဲ့အခြေအနေဆိုးဝါးစွာနဲ့သူပြန်ရောက်လာတဲ့အခါအိတ်တလုံးလောက်နဲ့အလက်ခံလိုက်ရတာကိုသိသွားတယ်အဲ့ဒါကိုမြင်ပြီးတဲ့နောက်သူကတကားကိုဒုံးပြန်နဲ့ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်တယ်သူလက်လိုက်တဲ့အချိန်မှာပဲဒရူပီကသူ့နောက်ကျောမှာပြစ်မှတ်တစ်ခုလာကတ်လိုက်တဲ့ဒုံးပြန်ရဲ့မိချစ်ချိုးကိုသူဆွဲလိုက်တဲ့အခါဒုံးပြန်ကချက်ချင်းဥတီချက်ပြောင်းပြီးသူ့စီကိုပဲပြန်လာတော့တယ်အချိန်ချင်းစူးစမ်းပြီးတကားကိုမဖောက်နိုင်တာကြောင့်ဝန်ပလွေအရန်စိတ်တူလာတယ်ဒါပေမဲ့ခွေးတွေရဲ့အားနည်းချက်လို့သူထင်တဲ့အရာတစ်ခုကိုမကြခင်မှာပဲသူစဉ်းစားမိသွားတယ်ဒရူပီနဲ့တငယ်ချင်းတွေ TV ကြည့်နေချိန်မှာသူကအယုတ်ကြောင်တစ်ကောင်ကိုထုတ်ပြီးကြောင်အော်တန်အတူလှုပ်လိုက်တယ်ဒီနည်းနဲ့ဒရူပီတို့အုပ်စုအပြင်ထွက်လာမယ်လို့သူယုံကြည်နေတာပါဒါပေမဲ့ဒရူပီတို့ကတော့စန့်ကျင်ဘက်နီးပြူဟာကိုတုံးလိုက်တယ်သူတို့ကဆက်ရုပ်ကြွအယုတ်လေးကိုဖျော်လိုက်တဲ့ကြွက်ကိုလွှတ်လိုက်တဲ့အခါဝန်ပလွေလက်ထဲကကြောင်အယုတ်ကရုတ်တရက်ယူသွတ်သွားပြီးကြွက်နောက်ကိုလိုက်တော့တယ်သူ့အားကအရန်ပြင်းတာကြောင့်ဝန်ပလွေမထိန်နိုင်တော့ဘူးနောက်ဆုံးတော့သူ့မြေပြင်ပေါ်မှာဆွဲခေါ်သွားခံလိုက်ရတဲ့အပေါက်ဝတစ်ခုတည်းကိုရောက်သွားတဲ့အခါသူစပိုက်နဲ့တွေ့သွားတဲ့ကြောင်အယုတ်ကကြောက်လန့်ပြီးအမွှေးတွေထောင်ကုန်ကလျှက်စစ်တိုင်တစ်ခုပေါ်ကိုအမြန်တက်သွားအားတဲ့ဒရူပီကအဲ့ဒီအခွင့်အရေးကိုလက်မလွတ်ပါဘူးသူကသူ့လောက်လေးခွာနဲ့ချိန်ရွယ်ပစ်လိုက်တယ်